Hello everyone တခါ vlog လေးရတော့ဇဲလီယာတငယ်ချင်းတွေနဲ့ចောင်းပရက်မှာတူတူဟန်ကောက်လုပ်ခဲ့တဲ့ vlog လေးဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားတဲ့ဆိုရင်အဆုံးထိကြည့်ပြီးတော့ဇဲလီယာရဲ့ Facebook page နဲ့ YouTube channel ကိုလည်း follow and subscribe လုပ်ခဲ့ပေးကြပါဦးရှင်အခုကတော့ဇဲလီယာတို့ဂျလန်နာမြို့မှာရှိတဲ့ mall တစ်ခုကိုအရင်သွားနေကြတာပါပန်ချက်မှာကတော့ရာတူတူကအေးတုံးမဲဆိုတော့အနှွေးထည်တွေကဝတ်နေရပါသေးတယ်mall ရောက်ပြီးပေါ့နော်ဒါပေမဲ့ mall ရဲ့ရှေ့မှာကသူတို့ winter နဲ့ပတ်သက်တဲ့အင်ဂျီရဲ့ပြီးတော့ hair accessory လေးတွေ ring တွေရောင်းနေတာမြင်တော့အစဲလေးကတော့အရင်သွားကြည့်လိုက်ပါသေးတယ်အခု Nike မှာက face mask တွေကို bicycle စနဲ့ sale ချထားတယ်ဆိုတော့အစဲလေးကတော့ cosmetics တွေ Nike ကိုအရင်ဝင်ခဲ့ပါတယ်အမ3ရောက်ပေါင်းပြီးတရေအိမ်နဲ့ဝင်လိုက်ပါသေးတယ်အစကတော့ဗီဒီယိုရိုက်ထားမယ်ဆိုပြီးတော့မှဒါပေမဲ့ဝင်ပေါက်ပါတယ်အကုန်လုံးကလန့်နေတော့ဘာမှတော့မရိုက်လိုက်ရပါဘူးမောမှာလည်းပတ်ပွားဆိုတော့အခုတော့ဇဲလီယာတို့ shopping ထွက်ပါတော့မယ်ဒီဆိုင်ကတော့ studio ပေါ့နော်ဒီ studio ကအိန္ဒိယမှာရှိရလို့အကုန်လုံးတော့သိကြပါတယ်သူကအိန္ဒိယရဲ့ local brand တစ်ခုပေါ့နော်သူ့မှာရှိရပစ္စည်းတွေကအရင်ဈေးကြီးရလည်းမဟုတ်ဘူးလို့အရင်ဈေးနဲ့ရလည်းမဟုတ်ပါနော် price တွေကတော့ average လောက်တော့ရှိပါတယ်shopping ထွက်ပြီးတော့ဇဲလီယာတငယ်ချင်းကဒီနေ့သူမျက်စိပြတာရက်ချင်းနေဆိုတော့အခုဇဲလီယာတို့စေးကအရင်သွားနေကြတာပါဒါကတော့ KFC ဆိုင်သွားနေတဲ့လမ်းမှာ Christmas tree တွေလှလို့ရိုက်ထားတာပါ Christmas ကတော့ကြော်သွားပြီပေါ့ဒါပေမဲ့ tree တွေကတော့ KFC ဆိုင်ရောက်ပါပြီဒါကတော့ဇဲလီယာတို့ဒီတိုင်းမှာကြော်စားချင်လို့မှတ်မှထောက်ပြီးရှာလိုက်တာပေါ့နော်ဆိုင်ကတော့မစိုးပါဘူးဒါပေမဲ့တခုမကောင်းတာကသူကကြော်တပွဲကိုအကြာကြီးစောက်လိုက်ရတယ်ပေါ့နော်တော်တော်ကြာတယ်အဲ့တော့45မိနစ်လောက်ရှိမှထင်တယ်နောက်ဆုံးတော့ရောက်လာပြီပေါ့နော်ဒါပေမဲ့ကြော်ရမ်းသေးနေတော့3ရောက်တော့မလောက်ချင်ဘူးဖြစ်သွားတယ်နောက်လည်းမလာတော့လာလည်းမလောက်တော့ဖြစ်စားလို့တောက်လို့လဲလို့လည်းပြီးသွားပြီဆိုတော့ဇဲလီယာတို့လည်းအိမ်ပြန်ပါတော့မယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပဲပေါ့နော်နောက် vlog တွေမှာအကုန်လုံးနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်ရှင်